အားလုံးပဲမင်္ဂလာပါအာဆင်နယ်ပိုင်ဂျေ channel ကနေပြန်လည်ကြိုဆိုလိုက်ပါရယ်မနေ့ဖြစ်မနေ့ကျွန်တော်တို့ရဲ့အကော်ဒီနေ့ညပေါ့တနာရီခွဲဆိုတဲ့မြန်မာစံတော်ချိန်မှာတော့ PSG အသင်းနဲ့ကျွန်တော်တို့အင်တမီလန်အသင်းတို့ကချန်ပီယံလိဖိုင်နယ်ကိုရှင်ပြိုင်ကစားဖို့ပွဲစဉ်ကြီးရှိတယ်အဲ့တော့အာဆင်နယ်မတက်လိုက်ရတဲ့ဖိုင်နယ်ပေါ့နော်အဲ့တော့ဒီပွဲတော့ကိုကျွန်တော်ပွဲကြိုသုံးသက်ချက်လေးလုပ်ပြချင်တယ်အဓိကတော့ဒီပွဲကကျွန်တော်ကြည့်ပြမှာပါပြီးတော့ဘောလုံးပရိသတ်တွေအများစုလည်းလက်လွတ်မခံတဲ့ပွဲလို့ချင်တယ်ကျွန်တော်ဒီမတိုင်ခင်ကျွန်တော် semi final stage ဒီမှာလည်းပဲသုံးသက်ခဲ့တယ်ဒီနှစ်တက်သွားတဲ့အသင်း၄သင်းလုံးကဘယ်သူပဲ final ကိုရောက်ကြည့်ကောင်းမဲ့ပွဲတွေဖြစ်မှာ။ဘာကြောင့်လဲဆိုတော့ဒီ၄သင်းလုံးကတကယ်ကို technical ဘိုင်းရကိုကစားသမားအင်အားဘိုင်းရကို balance ဖြစ်နေတယ်ပေါ့နော်။ဒါပေမဲ့အဲ့ထဲမှာကျွန်တော် percentage အဖြစ်ပေါ့နော်အနည်းဆုံးတွက်ထားတယ်ပေါ့နော်။ပြောရမယ်ဆိုရင်ကျွန်တဲ့အတင်းတွေကို25လောက်ပေးနေတာမှာ Inter Milan ကို20% လောက်ပဲ fly ရနိုင်တယ်လို့တွက်ထားခဲ့တယ်။အဓိကတော့ Inter Milan ရဲ့လူငယ်အားကြောင့်နော်လူငယ်အားကြောင့်ဒီလိုမျိုးတွက်ခဲ့တယ်ဒါပေမဲ့တကယ်တမ်းမှာတော့ Inter Milan ကဒီလူငယ်အားနဲ့ဘဲကိုအဓိကတော့ဒီ Dumfries တို့ဒီမော်ကိုတို့ရဲ့တောင်ပန်နှစ်ဖက်ကနေပြီးလာတဲ့ပယ်စင်တွေ through ball တွေကတော်တော်လေးကိုကောင်းတယ်ဒါအပြင်မှာ Inter Milan ရဲ့ကစားတဲ့ပုံစံကိုကြည့်လိုက်လို့ရှိရင်ဒီကနောက်တန်းနေနဲ့ဒီကွင်းလေတွေရဲ့အားကလည်းပဲသူက long through တွေပေါ့နော် long ball တွေပြီးပို့ပြီးတော့အရှိမာကသူရမလို့ကစားသမားမျိုးကနေပြီးတော့ခေါင်းဘောကိုရအောင်လုပ်ပြီးတော့ပြန်တည်တယ်ပေါ့နော် quick counter ပုံစံ long ball counter ပုံစံစော့ရယ်ဆိုရင်တော်တော်လေးကိုငြိမ်ပြီးတော့ညံ့တယ်ရှောက်ကန်နေတာမဟုတ်ဘူးပေါ့နော်သူတို့ပွဲကိုကျွန်တော်ဘာစီလိုနာနဲ့ပွဲစီနေမှာတွက်ကြည့်ပြတယ်ပေါ့နော်တော်တော်လေးကိုမှကောင်းပါတယ်ဘာစီလိုနာလိုမျိုးကောင်းပါတယ်ဆိုရဲလူငယ်တွေနဲ့ဖွဲ့စည်းပြီးတော့အကောင်းဆုံးအဆင့်ကိုရောက်နေတဲ့အနေအထားမှာတော့မှအင်တာမီလန်ကိုသူတို့အရှုံးပေးခဲ့ရတယ်ပေါ့နော်အဲ့တော့အခုPSG အကြောင်းပြော PSG ကတော့ကျွန်တော်တို့နဲ့ပိုရင်းနေတော့ဘာလို့လဲဆိုတော့ Arsenal ကိုပြုတ်ခဲ့တယ် PSG ဖြစ်နေတာသူတို့တယောက်ကတက်လာခဲ့တဲ့နန်းတစ်ချက်ကိုပြန်ကြည့်ရင်လည်း PSG က Liverpool, Aston Villa, Arsenal ဆိုပြီးတော့အင်္ဂလန်တင်းတွေကိုနိုင်ယူပြီးတက်လာခဲ့တယ်တစ်ဖက်က Inter Milan ကကြတော့ဒါ Feyenoord ဒါ Bayern Munich, Barcelona တို့ကိုကြော်ဖြတ်ပြီးတော့ရောက်လာခဲ့တယ်နှစ်ဖက်စလုံးကနောက်ဆုံး၅ပွဲရှင်ပြိုင်မှုမှာလည်း၄ပွဲနိုင်ပြီးတော့ PSG ကတပွဲရှုံးထားတယ်Inter Milan ကတော့၄ပွဲနိုင်ပြီးတော့တပွဲတည်ကြရတယ် PSG ကတော့ဒါသူတို့ League 1မှာချန်ပီယံဖြစ်ခဲ့တယ် Inter Milan ကတော့အဆင့်နဲ့ဆိုပြီးတော့ဂျာဒီပိတ်သိမ်းခဲ့တယ်ပေါ့နော်အဆင့်နဲ့အဲ့တော့နှစ်သင်းစလုံးရဲ့ဆွမ်းဆောင်ရည်ကသူတို့ League မှာကို Champion League မှာကိုအများကြီးပြောစရာမရှိတော့အောင်ကောင်းတယ်အဲ့တော့သူတို့ရဲ့အားသာချက်အားနည်းချက်လေးတွေဘာလေးတွေရှိလဲ PSG အသင်းဘက်ကတော့ ball control ဘိုင်းကိုဥတီပြီးဆော့ရတယ်ဒါ Luis Enrique ကင်နာတာလည်းဖြစ်တဲ့အတွက်ကြောင့် position game ကိုပိုင်းနိုင်ဆော့တယ်ဒါအပြင်မှာသူတို့မှာတက်မြက်တဲ့တောင်ပန်တွေပေါ့နော်ဝင်းကဒါအရှိရောအနောက်ကိုကောင်းတာအာဂီမီမန်ဒက်စ်ဒါအရှိမှဆိုလည်းပဲ Kevin Cavalier တို့လိုဒူဝေတို့လိုကစားသမားမျိုးတွေပြီးဘာကူလာပဲဝင်ဆော့ကောင်းတယ်လို့ Fox 9နေနဲ့အတုံးတော်ခံနေတဲ့ Dembele ရဲ့ခြေစွမ်းကလည်းတကယ်ကိုအားရစရာအနေထားရှိတယ်ဒါအပြင်မှာကွင်းလေကလည်းပဲ Fabian Ruiz, Verdinho နဲ့ Johnny West တို့ကပြောရမယ်ဆိုရင်ကွင်းလေထိန်းချောင်းမှုအပါ ball control လုပ်တဲ့အပိုင်းတန်ဖိုးအတင်လျှော့လုပ်တဲ့အပိုင်းတွေမှာတော်လေးကိုမှအားတာပြီးတော့ကောင်းမွန်တဲ့ကစားသမားတွေဖြစ်တယ်ပေါ့နော်အသက်အရွယ်နဲ့မှမလိုက်လောက်အောင်ကောင်းတဲ့ Johnny West တို့လည်းတကယ်ကိုချီးကျူးပါတယ်အဲ့တော့ PSG ဘက်ကအားတာချက်တွေကတော့ position ပိုင်းတွေအဲ့တော့ပတ်သင်းကကြတော့မတူညီတဲ့ပုံစံနဲ့အားတာချက်တွေရှိတယ်ပတ်သင်းအားတာချက်တွေကအခုလက်ရှိအသက်ကြီးနေပြီလို့ထင်တဲ့အာဆာဗီတို့ပါဘက်တို့နောက်တန်းနေတဲ့အတူလူငယ်ကစားသမားဖြစ်တဲ့ Basconi ရဲ့ဦးဆောင်မှုနဲ့ရှိနေတဲ့ဒီနောက်တန်း၃ယောက်တန်းအဲ့၃ယောက်တန်းကနေပြီးတော့တိုက်စစ်လိုက်ပါပြီးမှုရတယ်တော်တော်လေးကိုမှကောင်းမွန်လို့တောင်ပန်နှစ်စုံဖြစ်တဲ့ကျွန်တော်တို့တောင်ပန်အစုံလိုက်ဖြစ်တဲ့ဒီ Dumfries နဲ့ဒီမော်ကိုတို့ရဲ့လှုပ်ရှားမှုတွေကလည်းတော်တော်လေးကိုမှ fine ပြောမယ်ဆိုသူတို့စီကလာတဲ့ချက်တင်ဘောတွေကလေခေါင်းနဲ့ထိတာနဲ့ဂိုးဝင်ရောက်တဲ့အနေအထားတွေပြန်ပေးနိုင်တဲ့စားသမားတွေတော်တော်မှကောင်းမွန်တယ်နော်အဲ့ဒါမှတိုက်စစ်မှာက Martinez ရှိရတယ်ဒီကစားသမားကသူအရက်မောင်းအဖြစ်မကောင်းဘူးဆိုရင်တော့ finishing ပိုင်းနဲ့အတိုးလုံးပိုင်းနဲ့ဘာမှပြောစရာမရှိဘူးသူ့ရဲ့အရက်မောင်းကို cover ပေးဖို့အတွက်ကိုသူရနဲ့တွဲပြီးလိုက်တယ်ပေါ့နော်အဲ့တော့သူ့ရဲ့အတွဲဘက်ကတော်တော်လေးကိုမှမိုက်သွားတယ်ဒါအပြင်မှာကွင်းလယ်မှာက Pereira နဲ့ Cohen ပြီးတော့ဒီကစားသမားတွေကလည်းတကယ်ကို potential အရန်ကောင်းနေတဲ့ကစားသမားတွေဖြစ်နေတယ်အဲ့တော့ Inter Milan ဘက်ကလည်းပဲမျက်နှာမြင်စရာမရှိဘူးလူငယ်အားပိုင်းနဲ့ရှင်နေဆိုရင်တော့တေချာပေါက် PSG ဘက်ကပါတယ်လူငယ်ခြေတက်ကစားသမားတွေကိုသူတို့ကပတ်စံကြီးအများကြီးသုံးပြီးဝယ်ထားတဲ့အသင်း Inter Milan ကတော့မတူတဲ့ပုံစံနဲ့သူ့ရဲ့ကစားသမားတွေနဲ့သူကစားကွက်နဲ့အကောင်းဆုံးတိစောက်ထားတယ်ပြောမှဆိုမိပြနှစ်ယောက်လုံးကလည်းသူ့အနေထားနဲ့သူကလုတ်ပြထားတယ်ဗျအတိလာတာ Inzaghi ဆိုလည်းပဲဒါအခု final ရောက်တာ2ချိန်ရောက်တင်တယ်
ဒါဦးနာနာတို့ဘာလို့မန်ယူကခေါ်သွားတယ်ဆိုတာတော့မှဒါတော့မန်စီးတီးနဲ့တွေ့ခဲ့တဲ့ final မှာအကောင်းဆုံးလက်ဆွဲပြခဲ့လို့မန်ယူကခေါ်ခဲ့တာပဲအဲ့တော့ ECG ရဲ့လက်ထက်မှာသူ့ရဲ့ရှီရေးဆွဲလူတွေနဲ့ပဲသူအကောင်းဆုံးဖြစ်အောင်လို့တိဆောက်နေတယ်ဆိုတာတော့ငင်းစရာမရှိဘူးရသေးလားတော်တော်လေးဟိုမှာကောင်းတယ်မီကီတယ်ရိုနိုကအစအခုထိကိုအသုံးတော်ခံနေသေးတဲ့ကောင်းကောင်းကြီးပေါ့နော်အဲ့တော့ပြောရမယ်ဆိုရင်ဒီပွဲကတကယ်ကိုပျော်ပြမှုကြီးကြီးမားမားပေးနိုင်တယ်ပွဲယူရိုပါလိပွဲလိုမျိုးဖြစ်လာမှာမဟုတ်ဘူးနော်ယူရိုပါလိပွဲကကျွန်တော်စပါးမန်ယောကခြေစွမ်းအပြင်အကြပ်ကိုရောက်နေပေါ့နော်ဆိုတော့ကျွန်တော်နည်းနည်းချောင်းဆိုးနေတဲ့အတွက်ကြောင့်နည်းနည်းချောင်းဟန့်နေရတယ်ပေါ့နော်အဲ့တော့စပါးမန်ယောအကြပ်ပဲရောက်နေတဲ့အတွက်ကြောင့်တကယ်တမ်းပွဲကစားတဲ့အချိန်မှာတော့ကျွန်တော်နည်းနည်းလေးကြည့်ရတာနည်းနည်းပြင်းဖို့ကောင်းသွားတဲ့အပိုင်းလေးရှိခဲ့တယ်ပေါ့နော်အဲ့တော့ပြောမယ်ဆိုဒီပွဲကတော့အဲ့လိုဖြစ်လာမှာမဟုတ်ဘူးတကယ်ကိုပွဲကြီးပွဲကောင်းဖြစ်လာနိုင်မယ်ကိုးသွင်းတာတွေလည်းအပြန်အလှန်သွင်းနိုင်ဖို့အတွက်လည်းများလိမ့်မယ်ကျွန်တော်ကတော့ပွဲချိန်တွင်းမှာပွဲပြတ်သွားမယ်လို့မထင်ဘူးပေါ့နော်ဒါမိနစ်90ပြီးသွားလို့ရှိရင်ဆက်ပြီးတော့နာကျင်အချိန်ကိုဆက်ကန်မယ်အနေထားကိုပွားလိမ့်မယ်လို့ကျွန်တော်တို့မြင်တယ်ဒီပွဲအတွက်ဘယ်သူတွေကို fly ရသွားစေချင်လဲဆိုရင်တော့ရှင်းပြောရရင်တော့ PSG ကိုရစေချင်တယ်အကြောင်းရင်းကတော့သူတို့မရဘူးသေးတဲ့ fly ပေါ့နော် PSG ကလည်းအသင်းကြီးအသင်းအနေနဲ့သူတို့ကိုအတိမတ်ပြုနိုင်မှုအတွက်ကိုသူတို့တေချာပေါက် Champions League fly တစ်လုံးသူတို့ရယူဖို့လိုအပ်တယ်ဒါပေမဲ့ Mbappé တို့လက်ထက်မှာတော့မရခဲ့ဘူးပေါ့အဲ့တော့ပြောပြချင်တာလေ Mbappé တို့ Neymar တို့ Messi တို့ရှိတဲ့လက်ထက်ကတကယ် PSG ရဲ့အကောင်းဆုံးအချိန်ကိုပြောလို့ရတဲ့အနေအထားမှာရှိခဲ့တယ်။သို့တော့ဒီစနစ်ပိုင်းဆိုင်ရာမကောင်းဘူးဆိုရင်လည်းဘာမှ effective မဖြစ်တာတွေ့ရတယ်ပေါ့နော်။အခုတော့ကောင်းမွန်တဲ့ဒီစနစ်ပိုင်းဆိုင်ရာနဲ့ကောင်းမွန်တဲ့ကစားသမားတွေကိုစုပေါင်းလိုက်တဲ့အချိန်မှာတော့အများကြီးပြောင်းလဲသွားစေတယ်ပေါ့နော်။အခုတော့ PSG ဖလားရဖို့အတွက်လုံးဝလက်တကမ်းပဲလို့ပြောတယ်။ဒါပေမဲ့ Inter ရဲ့ခြေစွမ်းကိုလုံးဝရှော့တွက်လို့မရပါဘူး။နော်။ Inter ကဒီနှစ်မှာတော်တော်လေးကိုကောင်းနေတယ်။ကျွန်တော်လည်းမထင်ထားလောက်အောင်ပဲပေါ့နော်။ဘာစီလိုနာကိုသူမကြော်လာနိုင်ဘူးလို့ထင်ထားခဲ့ပေမဲ့ဘာစီလိုနာကိုသူကြော်လာနိုင်ခဲ့တယ်ပေါ့နော်ဘယ်လိုပုံစံနဲ့ပဲကြော်လာပါပေါ့နော်အင်တာမီလန်ရဲ့ကြော်ဖြတ်လာနိုင်မှုကတကယ်ကိုကြီးကျူးပေးရမယ်ထားပါသူတို့မှရှိတဲ့လူငယ်အားနဲ့သူတို့အကောင်းဆုံးလုပ်ပြတယ်ဒါပေမဲ့ PSG ကိုတော့ရသွားစေချင်ပါတယ်တကယ်ချင်းတို့ကရောဒီနေ့ပွဲမှာဘယ်လိုအားပေးသွားမလဲပြီးတော့ပွဲရက်လက်တွေရောဘယ်လိုဖြစ်လာမယ်လို့ထင်တယ်ကွန်မန့်မှာရေးခဲ့လို့ရပါတယ်နောက်ထပ်ဗီဒီယိုနဲ့တူပြန်လည်ဆုံတွေ့ပါမယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်